မန်စီးတီးနဲ့ပွဲမှာအန်ဇိုဖာနန်ဒက်စ်ကိုသုံးဖို့ချယ်ဆီပရိသတ်တွေတောင်းဆိုချယ်ဆီပရိသတ်တွေဟာမန်စီးတီးနဲ့ကစားရမယ့်ပရီးမီးယားလိပွဲစဉ်မှာပွဲကစားခွင့်ပိတ်ထားတဲ့အန်ဇိုဖာနန်ဒက်စ်ကိုသုံးဖို့တောင်းဆိုမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ချယ်ဆီနီပြရိုစီနီယာဟာအသင်းကိုထိခိုက်စေခဲ့တယ်လို့ပြောကြားမှုတွေလုပ်တယ်လို့သတ်မှတ်ပြီးအန်ဇိုဖာနန်ဒက်စ်ကိုပွဲကစားခွင့်နှစ်ပွဲပိတ်ခဲ့တာဖြစ်ပြီးမန်စီးတီးနဲ့ပွဲပြီးမှအန်ဇိုဖာနန်ဒက်စ်ကိုအသင်းမှာပြန်ကစားခွင့်ပေးမှာဖြစ်ပါတယ်။ပရီးမီးယားလိမှာနိုင်ပွဲပျောက်ဆုံးနေတဲ့အပြင်မန်စီးတီးလိုပုံစံကောင်းတွေပြသနေတဲ့ပြိုင်ဖက်နဲ့တွေ့မဲ့ပွဲစဉ်မျိုးမှာအန်ဇိုဖာနန်ဒက်စ်ကိုမသုံးမဲ့ထားတာကယူမရကြတယ်လို့လည်းမန်စီးတီးပရိသတ်တွေကနီးပြရိုစီနီယာကိုအသိပေးခဲ့ပါတယ်။ရိုစီနီယာကတော့ပို့စ်ဗေးကိုဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာပြသခဲ့တဲ့ခြေစွမ်းကိုချယ်ဆီကစားသမားတွေအနေနဲ့မန်စီးတီးနဲ့ပွဲမှာလည်းဆက်ထိန်းနိုင်မယ်လို့ယုံကြည်တယ်လို့ပြောကြားခဲ့ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။